VOA ရတိုင်းမဖြစ်မနေတည်ထားတဲ့ software ၄ခုမှာဘယ် project ကဘယ် software နဲ့အသင့်တော်ဆုံးဖြစ်မလဲ။ DaVinci Resolve ဘယ်လို project မျိုးအတွက်လဲ။ cinematic video တွေရုပ်ရှင်တူတွေ color grading အသေးချာလုပ်ချင်တဲ့ high end project တွေအတွက်တော့အသင့်တော်ဆုံးပါ။အားသာချက်က pre-production ကနေလှုပ်ဆောင်ချက်တော်တော်များများကိုရရှိနိုင်တာပါ။ professional ဆန်ဆန်ခမဲ့သုံးကျင်တဲ့သူတွေအတွက်တော့အဆင်ပြေဆုံးပေါ့။လိုအပ်ချက်ကတော့ PC performance ညှင့်ဖို့တော့လိုအပ်ပါမယ်။ Adobe Premiere Pro ဘယ်လို project မျိုးအတွက်လဲ YouTube video, commercial ads, music video နဲ့ documentary အတွက်အသုံးအများဆုံးပါ။အားသာချက်က Adobe ecosystem ဥပမာ After Effects, Photoshop တို့နဲ့ချိတ်ဆက်ပြီးသုံးရတာအရန်ကိုလွယ်ကူပါတယ်။လိုအပ်ချက်ကလစဉ်နှစ်စဉ်ပေးသွင်းရတဲ့စနစ်ဖြစ်ပါတယ်။ Final Cut Pro ဘယ်လို project မျိုးအတွက်လဲ။မြန်မြန်ဆန်ဆန်နဲ့ quality ကောင်းကောင်းထွက်ချင်တဲ့ project တွေ wedding video တွေနဲ့ blog တွေအတွက်အကောင်းဆုံးပါ။အားသာချက်ကတော့အရန်ညံဆန်တဲ့ပတ်စံတစ်ခါပဲပေးုံနဲ့တစ်သက်လုံးသုံးလို့ရပါတယ်။လိုအပ်ချက်ကတော့ Mac computer ရှိမှသာသုံးလို့ရပါတယ်။ CapCut ခုနောက်ပိုင်းလူသုံးအများဆုံးနဲ့အလွယ်ကူဆုံး software တစ်ခုပါ။ဘယ်လို project မျိုးအတွက်လဲ TikTok, Facebook Reel, YouTube Short လိုမျိုး social media content တွေအတွက်အထူးသင့်လျော်ပါတယ်။အားသာချက်က AI feature တွေစုံတာအသင့်သုံး template တွေများတာနဲ့ editing အခြေခံမရှိသူတွေတောင်လွယ်တကူအသုံးပြုနိုင်တာပါ။ PC ရော mobile မှာပါသုံးလို့ရပါတယ်။လိုအပ်ချက်ကတော့ professional ဆန်နဲ့ advanced editing တွေအတွက်တော့အကန့်အသတ်ချက်ရှိနိုင်ပါတယ်။ professional ကြအလုပ်လုပ်ချင်ရင် Premiere Pro အလွယ်ကူဆုံးနဲ့အမြန်ဆုံး content တစ်ခုဖန်တီးချင်ရင် CapCut cinematic အယောင်သွေးကိုအသားပေးချင်ရင်တော့ DaVinci Resolve နဲ့ Mac သုံးပြီးတော့ smooth ဖြစ်တဲ့ workflow လိုချင်ရင် Final Cut Pro ကိုအသုံးပြုနိုင်ပါတယ်။